The guy မြန်မာကနေပြီးတော့ဆရာမ guide တွေခေါ်လို့ရှိရင်ပေါ့နော်အချိန်ဘယ်လောက်ထိစောင့်ရတယ်လဲဒါလေးနဲ့ပတ်သက်ပြီးတော့ဒီနေ့ပြပြပေးချင်ပါတယ်ဆိုတော့မိဘတွေတချို့တွေကပေါ့နော်ဥကလေးထွက်ကိုအနီးနားဒီဆောင်ပွဲတွေနီးလာတယ်အရေးပေါ်ပေါ့နော်အဲ့လိုမျိုးခေါ်လာပြီးတော့မှဒီနေ့ခေါ်မနှက်ပြန်ရအဲ့လိုပုံစံမျိုးနဲ့သွားချင်ကြတာတော့များတယ်ပေါ့နော်ဒါပေမဲ့တကယ်တမ်းမှာအဲ့လိုမျိုးဒီအလောတကြီးရှာလိုက်တဲ့ခါမျိုးတွေမှာပေါ့နော်တေးဆရာမနဲ့ကလေးနဲ့အဆင်မပြေတာမျိုးတွေနောက်ပိုင်းပြဿနာတွေကအရန်ကိုများလာနိုင်တယ်ပေါ့နော်ဒါကြောင့်မို့လို့ဒီခိုင်းမြန်မာမှာကတော့အနည်းဆုံးပေါ့နော်2ရက်လောက်ကနေပြီးတော့မှအများဆုံးတစ်ပတ်လောက်ထိကိုပဲအချိန်ယူပြီးတော့ပဲရှာပေးတယ်ပေါ့နော်ဆိုတော့အဓိကကတော့ကိုလိုချင်တဲ့ဆရာမပုံစံနဲ့ဒီကလေးနဲ့ပေါ့နော်ဟိုအဆင်ပြေမပြေလေးကိုအဓိကအချိန်ယူပြီးတော့မှစဉ်းစားဆုံးဖြတ်ပြီးတော့မှပဲခေါ်ပေးရဖြစ်တဲ့ဆောင်မလို့ဟိုအရန်ကြီးတော့လင်းလင်းမြင်ပေါ့နော်ဒီနေ့ခေါ်မနဲ့ပြန်ရအဲ့လိုပုံစံမျိုးထပ်စားလို့ရှိရင်ပေါ့နော်ဟိုအချိန်လေး1ရက်2ရက်လောက်ယူပြီးတော့မှပဲဒါအကြောင်းပြန်ပြီးတဲ့ပုံစံမျိုးလုပ်တဲ့ဆောင်မလို့မိဘတွေအနေနဲ့လည်းဟိုအရန်လောနေတဲ့ခါမျိုးတွေမှာပေါ့နော်တချို့မိဘတွေကဆရာမမရနိုင်ဘူးဆိုလို့ရှိရင်ဒါဟိုတခြားနေရာကနေသွားရှာလိုက်တာမျိုးတွေပါတယ်လည်းလုပ်လို့ရတယ်ပေါ့နော်ဆိုတော့အဓိကကတော့အရန်လောတာဒီမိဘတွေအတွက်အကြောင်းသားတွေအတွက်ကတော့ကောင်းတဲ့တစ်ခုရလက်တစ်ခုရစီမှာမဟုတ်ပဲねပေါ့နော်အဓိကတော့ဒီပြဿနာတွေရှင်းပြီးတော့မှပေါ့နော်နောက်ပိုင်းရေရှည်လေးသွားခြင်းနဲ့အဆင်ပြေမဲ့ဆရာမကိုအချိန်ယူပြီးတော့ရှာတာကတော့ပို့ပြီးတော့မှအသုံးဝင်နိုင်မယ်တင်လျော်နိုင်မယ်လို့ထင်ပါတယ်